အားလုံးပဲမင်္ဂလာပါ AK Korean Language Learning ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မျှဝေပေးချင်တာကတော့အဲနဲ့ဥရိုတို့ရဲ့အသုံးပြုပုံအသုံးပြုနည်းနဲ့ကွာခြားချက်ကလေးတွေကိုပြောပြပေးချင်တာဖြစ်ပါတယ်ကဲအဲ့တော့ဆက်ပြီးတော့လေ့လာကြည့်ကြမယ်နော်နေရာကိုပြတဲ့ဥစ္စာမြန်မာလိုဆိုလို့ရှိရင်ကိုဒါမှမဟုတ်လို့ရှိရင်တို့ဒီနေရာကိုဒီနေရာတို့အဲ့လိုမျိုးပြတဲ့ဥစ္စာမှာအသုံးပြုတဲ့ verb တွေရှိပါတယ်ဘာတွေလဲဆိုလို့ရှိရင်ပထမတစ်ခုကအဲ့ဒီကိုဘယ်နေရာမှာအသုံးပြုလဲဆိုလို့ရှိရင်ကိုသွားမယ့်နေရာကိုတိတိကျကျပြောချင်တယ်ဆိုလို့ရှိရင်เนาะကိုအသုံးပြုတယ်ဥပမာအနည်းငယ်ကရောဘန်ကိုသွားတယ်သူဒီဘန်ကိုတဲ့မမတ်သွားတယ်လို့ပြောချင်တာပါကဲနောက်တစ်ခုအဲ့ဒါဆိုလို့ရှိရင်ဥရိုတို့ကရောဘယ်လိုမျိုးသုံးတာလဲကိုသွားမယ့်နေရာကတိတ်ပြီးတော့မတိကျတဲ့အခြေအနေကိုပြောချင်တယ်ဆိုလို့ရှိရင်ဥရိုတို့ကိုသုံးတယ်ဥပမာကိုကဒီဘန်ကိုသွားတယ်ပေါ့ဥရိုတို့သုံးလိုက်ခြင်းအပြင်ကိုကတော့ဒီဘန်ကိုသွားတာပဲဒါပေမဲ့ဘန်ကိုတက်တက်မဲ့သွားတာမဟုတ်ဘဲနဲ့အဲ့ဒီဘန်ဘေးနားမှာရှိနေတဲ့စားတောက်ဆိုင်နဲ့ဖြစ်ကောင်းနဲ့ဖြစ်သွားနိုင်တယ်နောက်တစ်ခုကကြတော့ဒီကုန်တိုက်လည်းတစ်ခုခုဖြစ်သွားနိုင်တယ် convenience store လည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုမျိုးမတိကျတဲ့အခြေအနေပေါ့နော်မတိကျတဲ့နေရာကိုပြောချင်တယ်ဆိုလို့ရှိရင်ဥရိုတို့ကိုသုံးပြီးတော့ကိုသွားတဲ့နေရာကိုတိတိကျကျသုံးချင်နေတော့ကိုအသုံးပြုပါတယ်ကဲအဲ့တော့ဥရိုတို့ရဲ့ example လေးကိုကြည့်လိုက်မယ် oning ကိုတို့ခါရောအဲ့တော့ကိုကဘန်ကိုသွားတယ်ဆိုတဲ့ဥစ္စာမှာသူဒီဘန်ကိုတဲ့သွားတာမဟုတ်ဘူးအဲ့ပေးနာပတ်ဝန်းကျင်ကိုသွားတာလေဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့လိုမျိုးပြောချင်တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီမှာချွင်းချက်ကလေးတွေရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဝါယိုတစ်ခုတည်းဘယ်လိုဝါယိုလဲဆိုလို့ရှိရင်ဂျီပူရိုဝါယိုဂျီဘဲဝါယိုအဲ့လိုမျိုးဥစ္စာမှာဆိုလို့ရှိရင်တော့ဥရိုနဲ့နဲ့ကအဓိပ္ပာယ်တူတယ်လို့သတ်မှတ်ပေးရပါမယ်ဘယ်လိုလဲဆိုလို့ရှိရင်ပြန်ပြီးပြောပြပါမယ်ဂျီပူရိုနဲ့ဂျီဘဲနဲ့မှာဆိုလို့ရှိရင်ဂျီပူရိုဝါယိုနဲ့ခဏလေးနော်ဒီမှာရေးလိုက်ပါမယ်ဂျီပူရိုဝါယိုနဲ့ဂျီဘဲဝါယိုနဲ့ဆိုလို့ရှိရင်အဓိပ္ပာယ်ကအတူတူပဲလို့သတ်မှတ်ပေးရပါမယ်အဓိပ္ပာယ်သတ်မှတ်ပေးရဆိုတာကကြတော့ဒီတိတိကျကျပြောချင်တဲ့ဥစ္စာမှာဆိုလို့ရှိရင်เนาะဒီဟာနှစ်ခုကတူပါဝါယိုတစ်ခုတည်းမှာပဲအဓိပ္ပာယ်တူတယ်ဆိုတာကိုသတ်မှတ်ပေးရမယ်ကဲအဲ့ဒီတော့အချင်းချုပ်ကိုပြန်ပြောပေးပါမယ်နေရာကိုပြတဲ့မွန်းဘော့မြန်မာလိုဆိုလို့ရှိရင်ဒီနေရာကိုဒီနေရာတို့ဆိုတဲ့မွန်းဘော့မှာအသုံးပြုတဲ့ဟာလေးနှစ်ခုရှိတဲ့နံပါတ်1ကကြတော့ကိုသွားမယ့်နေရာကိုတိတိကျကျလေးတည်တယ်တိတိကျကျသွားမယ်ဆိုလို့ရှိရင်တော့ကိုသုံးပြီးတော့ဥရိုကိုသုံးတာကတော့အဲ့ဒီနေရာမဟုတ်ဘဲနဲ့အဲ့ဒီနေရာရဲ့ဘေးပတ်ဝန်းကျင်ပေါ့ဥမာထားပါကိုကဒီဘန်ကိုပဲသွားတာပဲဖြစ်ဖြစ်ကိုကဒီကျောင်းကိုသွားမယ်ဆိုပေမဲ့ဥရိုသုံးလိုက်တယ်ဆိုဒီကျောင်းရဲ့အနီးမှာရှိရဲစားတောက်ဆိုင်ဒါမှမဟုတ်လို့ရှိရင်စာကြည့်တာအဲ့လိုမျိုးသွားတာမျိုးဖြစ်ကောင်းဖြစ်နိုင်ချွင်းချက်အနေနဲ့ကဂျီပူရိုဝါယိုနဲ့ဂျီဘဲဝါယိုနဲ့ကဆိုလို့ရှိရင်တော့အဓိပ္ပာယ်တူတယ်လို့သတ်မှတ်ပေးရပါမယ်ကဲအဲ့ဒီတော့ဒီနဲ့ဥရိုရဲ့ကွာခြားချက်ကလေးတွေကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုတွေမှာဘာအကြောင်းနဲ့ပတ်သက်ပြီးဆက်ပြီးမှတ်ဝေပေးမလဲဆိုတာကိုလေ့လာကြည့်ကြမယ်နော်